လမ်းလေးရဲ့အစမှာတော့ရီကိုဆိုတဲ့ကောင်မလေးကညဘက်အိမ်တိုင်းသူ့ဖေဆုံးပြီဆိုပြီးမလေးရှိပါတယ်အဲဒါကြောင့်မလို့သူ့ဖေကသူဘာမှမဖြစ်ဘူးဆိုပြီးအမြင်ပြန်ပြောရပါတယ်အဲ့ဒါကငယ်လေးတဲ့နဲ့ကြီးလာတဲ့ဒီဖြစ်လာပါတယ်နောက်တော့ရီကိုကမီတိုဆိုတဲ့အမျိုးသားဖြစ်သူနဲ့လက်ထပ်သွားပါတယ်ဒါမဲ့သူ့အိမ်ကတော့တိတ်မကြည့်ဘူးပေါ့ဘာလို့လဲဆိုတော့မီကိုကသူတို့ဆန္ဒကိုစက်ကြည့်ပြီးလက်ထပ်ခဲ့လို့ပါရီကိုကထမင်းတပွဲမှာဆိုရင်လည်းအဖက်လုံးမခံရပါဘူးအဲ့ဒါကြောင့်သူကတော့ကျူးစားတာမလုံလောက်သေးဘူးလို့ထင်နေပြီးတော့ဆက်လုပ်နေပါတယ်နောက်တော့သွားနေရင်သူ့ရှိမဲ့အဖိုးဖွားနှစ်ယောက်ကိုမြင်လိုက်ရပါတယ်နောက်ဆက်ပြီးပေါ့အဘိဘာထက်မြင်လိုက်ရပြီးလန်တော့ပါတယ်အဲ့ဒါကိုနဲ့မီတိုကိုမီကြည့်တော့ဟုတ်တယ်အသက်ရှင်သေးရဲ့တဲ့အဘေးတင်မဟုတ်ဘူးအဘေးရဲ့အဖေအဘီရောအဘေနေရောပေါ့သူတို့ကတော့ပြက်ခါကြီးနေပြီဆိုပြီးပေါ့အဲစကားကိုအစနားမလည်ခဲ့ပါဘူးနောက်ရကြမီတိုဦးလေးဆုံးတော့စပနာပွဲကိုရောက်တဲ့အချိန်စိတ်ဆိုင်းနေတော့မီပိုးပြက်ဖန်တီးတာမြင်မှမီတိုကပြန်ပြောတာပါသူတို့ကဆုံးသားပေမဲ့ပုံဖြစ်ပြန်ပန်တီးထားပြီးစကားပြောလို့ရတယ်အနည်း20တီနေနိုင်တယ်ဆိုပြီးပေါ့စကားပြောရင်းနဲ့ကျင်းနေတယ်ဆိုပြီးတော့အဲ့လိုလုပ်တာလို့ပြောမနားလေသွားလာပါနောက်ကြတော့သူ့အိမ်မှာရှိတဲ့ပုံရင်အဲ့အဘိုးရဲ့အဘီဘီနဲ့ကတဖြည်းဖြည်းပြောက်ကွယ်သွားပါတယ်ဘာလို့လဲဆိုတော့အနည်း20ပြေးသွားတော့ပါဇနာပွဲတက်ပြီးတော့ရီကိုလည်းအဲ့လိုဖန်တီးတက်နေပါပြီနောက်ရကြသူ့ရကြထမင်းဦးကြံခဲ့တော့တော့ပြီးတဲ့အချိန်သူ့ရကြတခြားတယောက်နဲ့တွဲသွားတာမြင်လိုက်ရပါတယ်အိမ်ပြင်ရောက်တော့မင်းကြီးတော့တကယ်ပဲတွဲနေကြပြီးလက်ထပ်တော့မှပြောပါတယ်ကိုကကောရှင်းမပေးနိုင်ဘူးသူဘာလို့လုပ်တာလဲဖုံးဆက်ပြီးမေးမယ်လို့တော့မီတိုကရိုက်လိုက်ပါတယ်နောက်တော့တမတ်မာရပြောပြီးတကယ်တော့မင်းကဆုံးသွားခဲ့ပြီးလွန်ခဲ့တဲ့10နှစ်စစ်စစ်ပူတညလူတည်းဆုံးသွားခဲ့တာငါဖေကိုတောင်းပန်ပြီးပုံရင်းဖန်တီးထားတာလို့ပြောတော့မီတိုကသူဆုံးသွားပြီဆိုတော့သိလိုက်ပါပါအဲ့ဒါကြောင့်သူကဒီမဲမနေတော့ပဲလက်ချံဘောကသူ့ဖေနဲ့နေတော့မယ်ဆိုပြီးထွက်သွားကဇလန်းလေးလည်းပြီးဆုံးသွားပါတော့တဲ့